ဆရာဝန်တွေစီတွားရောက်ပြသမှုတွေရဲ့85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိဟာစိတ်ဖိစီးမှုနဲ့ဆက်ဆက်နေတယ်လို့ခန့်မှန်းထားပါတယ်။ဒါကိုခဏလောက်စဉ်းစားကြည့်ဖို့လိုပါတယ်။စိတ်ဖိစီးမှုဟာကျွန်ုပ်တို့ရဲ့စိတ်ကျန်းမာရေးနဲ့ဘဝတစ်ခုလုံးကိုဘယ်လိုမျိုးထိခိုက်စေလဲဆိုတာသင်စဉ်းစားမိနိုင်ပါတယ်။အာမကန်ဂျာနယ်ရဲ့ဖော်ပြချက်အရအမေရိကန်လူမျိုး9ယောက်မှ1ယောက်ဒါမှမဟုတ်65တန်းသောလူဦးရေဟာစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုဒါမှမဟုတ်စိတ်သက်ကြခြင်းတွေကိုကုသဖို့ဆေးညွှန်းတွေတောက်တုံနေရပါတယ်။လူ9ယောက်မှ1ယောက်ဆေးတောက်နေရတာဘာကြောင့်လဲလို့တွေးမိပါလိမ့်မယ်။လူခန္ဓာကိုယ်နဲ့လူစိတ်ဟာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ဆေးညွှန်းတွေကိုမျှဝဲဖို့ဖန်တီးထားတာမဟုတ်ဘူးဆိုတာသိကြပါတယ်။ဒီလိုပြောတာဟာဆေးတောက်သုံးနေသူတွေကိုတရားစီရင်တာမဟုတ်ပါဘူး။သူတို့နေရာနဲ့သူတို့ရှိပေမဲ့လူ9ယောက်မှ1ယောက်လောက်များများတောက်သုံးဖို့တော့မဟုတ်ပါဘူး။ကျွန်ုပ်တို့ဟာတနေ့တာအတွင်းမှာပဲအဖိုးအဖွားတွေတစ်နှစ်တာလုံးရရှိခဲ့တဲ့သတင်းချက်လက်တွေလောက်ကိုလက်ခံရရှိနေပါတယ်။ဒါဟာကျွန်ုပ်တို့ကိုဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတာစဉ်းစားကြည့်နိုင်ပါတယ်။ကြော်ညာဆိုင်ပုတ်တွေရင်ကြောပိတ်ဆို့မှုတွေအတန်တွေဆိုရှယ်မီဒီယာတွေနဲ့စက်ပစ္စည်းတွေချာမှာကျွန်ုပ်တို့ဟာနေ့တိုင်းပတ်လည်ဝိုင်းနေပါတယ်။ကားမောင်းနေစဉ်လိုမျိုးမတိစိတ်ကသတင်းအချက်လက်တွေကိုအမြဲတမ်းလက်ခံနေရပါတယ်။အများစုဟာရေဒီယိုနားထောင်ရင်းစကားပြောရင်းလမ်းပေါ်ကိုကြည့်ရင်ဆုံးဖြတ်ချက်တွေချနေရပါတယ်။ကျွန်ုပ်တို့ဟာတစ်ချိန်တည်းမှာအရာများစွာကိုလုပ်နေရတဲ့အတွက်ငြိမ်သက်ခြင်းနဲ့ပြစ္ဆုတ်ပါမှာရှိနေနိုင်တဲ့စွမ်းရည်ကိုဆုံးရှုံးနေကြပါတယ်။အရေးအကြီးဆုံးကတော့လူအများစုဟာအဆက်အသွယ်ဖြတ်ပြီးစိတ်ရဲ့ငြိမ်းချမ်းမှုကိုရှာဖွေနိုင်စွမ်းကိုဆုံးရှုံးနေကြတာပါပဲ။ဒါကြောင့်ကျွန်ုပ်တို့ဟာစီဝါတွေဆွဲလန်းစေတဲ့အပြုအမူတွေနဲ့အစင်မပြေတဲ့အပြုအမူတွေကိုအားကိုးလာကြပါတယ်။ကဘာကြီးဟာချက်ချင်းကြည်နပ်မှုကိုပေးနိုင်တဲ့ဒိုပါမင်းနဲ့အမြဲတမ်းလှုံ့ဆော်မှုတွေပေါ်ဆွဲလန်းနေကြပါတယ်။ဒါဟာတကယ်တော့အလွန်အကျွံလှုံ့ဆော်မှုတွေဖြစ်ပြီးများလွန်းနေပါတယ်။ကျွန်တော်တို့ရဲ့မသိစိတ် subconscious mind ဟာတော်ပါတယ်။ဒါပေမဲ့ကျမ်းမာတဲ့နီလန်းနဲ့မရင်ဆိုင်တတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့မသိစိတ်ကကျွန်တော်တို့ကိုကာကွယ်ဖို့ကြိုးစားပါလိမ့်မယ်။ဒါဆိုရင်စိုးရိမ်ပူပန်မှုတွေပိုများလာအောင်လှုပ်ဆောင်နိုင်ပါတယ်။လူအများစုဟာပြင်ပကဘာရဲ့သတင်းအချက်လက်တွေများလွန်းတာကြောင့် agoraphobia လို့ယောဂမျိုးတွေဖြစ်လာတတ်ပါတယ်။ဒါဆိုရင်မသိစိတ်ကတင့်ကိုပိတ်ဆို့ဖို့စတင်ပါတော့တယ်။အလုပ်ကြောင့်ဖြစ်စေတခြားအရာတွေကြောင့်ဖြစ်စေပြင်ပမှာစိတ်ရှုပ်ထွေးနေတယ်လို့ခံစားရရင်ဒါဟာဒီအရာတွေကြောင့်ပါပဲလို့မသိစိတ်ကပြောနိုင်ပါတယ်။နှလုံးယောဂဖြစ်ပွားမှုအများဆုံးနေ့ဟာတနင်္လာနေ့ဖြစ်ပါတယ်။ဒါဘာကြောင့်လဲဆိုတာတွေးဖို့မခက်ပါဘူး။ဒါဟာအားလက်ရရှိပြီးနောက်အလုတ်ပြန်တက်ရတဲ့နေ့ဖြစ်ပါတယ်။နှစ်ပေါင်းများစွာစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေတဲ့အလုတ်အကြောင်းပြောဆိုပြီးနောက်မတိစိတ်ကပြဿနာကိုဖြေရှင်းဖို့စတင်ပါတယ်။တင်တာနှလုံးရောဂါဖြစ်ခဲ့ခင်ဘဝမှာစိတ်ဖိစီးမှုဖြစ်စေတဲ့အခြေအနေတွေကိုမတွားရတော့ပါဘူး။ဒါကြောင့်တင်ဘဝမှာတင်ကိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့စိတ်ပူပန်စေတဲ့အပြတ်သဘောဆောင်တဲ့အတွေးတွေနဲ့အပြုအမူတွေဟာကျွန်တော်တို့ရဲ့မတိစိတ်ကစိတ်ဖိစီးမှုကိုရင်ဆိုင်ဟုစ조사တဲ့နည်းလမ်းတွေပါပဲ။စေဝါမမီဝဲပဲဘဝကိုဘလို့နေထိုင်ကြမလဲကျွန်တော်တို့ဟာအဆက်အသွယ်ဖြတ်ဖို့နဲ့ကိုပြန်လဲပြင်ဆင်ဖို့သင်ယူရပါမယ်မိမိကိုဂယုစိုက်တတ်ဖို့သင်ယူရပါမယ်ကိုဂယုစိုက်ဖို့နံပါတ်1နီလန်းကတော့တရားထိုင်ခြင်းပါပဲတရားထိုင်ခြင်းရဲ့အစွမ်းထက်ဆုံးပုံစံကဘာလဲဆိုတာကိုသိပါသလားဒါဟာ hypnovolt လိုမျိုးလမ်းညွှန်မှုပေးတဲ့တရားထိုင်ခြင်းပါပဲကျွန်တော်တို့ရဲ့စိတ်ကိုပြန်လဲပြင်ဆင်ဖို့လိုပါတယ်ဒါမှသာမတိစိတ်ကစိတ်ဖိစီးမှုတွေကိုချမ်းမာတဲ့နီလန်းနဲ့လွတ်ချနိုင်ပါလိမ့်မယ်ဒါဟာစိုးရင်ပူပန်ဖို့တွေကိုချမ်းမာတဲ့နီလန်းနဲ့လွတ်ချနိုင်မှာဖြစ်ပြီးစိတ်ထကြခြင်းခံစားချက်တွေကိုကျော်လွှားနိုင်ပါလိမ့်မယ်ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးဟာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောကျန်းမာရေးအရာပိုကောင်းလာပါလိမ့်မယ်တရားထိုင်ခြင်းနဲ့အတူလေ့ကျင့်ခန်းလုပ်ထို့လဲလိုပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုဟော်မုန်းတွေကိုလေ့ကျင့်ခန်းလုပ်ခြင်းဖြင့်ဖယ်ရှားပေးရပါမယ်တင်တာလေ့ကျင့်ခန်းသမားမဟုတ်ဘူးဆိုရင်တော့လမ်းလျှောက်ခြင်းလိုမျိုးရိုးရှင်းတဲ့လှောက်ရှားမှုတွေလုပ်နိုင်ပါတယ်ခန္ဓာကိုယ်တွေကစိတ်ဖိစီးမှုတွေကိုရော့ကျစေတဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုလိုပါတယ်။ Adrenaline နဲ့ cortisol လိုမျိုးစိတ်ဖိစီးမှုဟော်မုန်းတွေကိုဖယ်ရှားပေးရပါမယ်။ဒါမှသာကျွန်ုပ်တို့အမှန်တကယ်စိတ်အပန်းဖြေပြီးပြန်လဲပြင်ဆင်နိုင်ပါမှာ။တရားထိုင်ခြင်းဟာစိတ်ကိုပြန်လဲတည်ငြိမ်စေဖို့နဲ့အခြေခံကြခံစားချက်တွေကိုပြန်ရဖို့အကောင်းဆုံးနည်းလမ်းပါမယ်။ဒီလိုလုပ်ပြီးတာနဲ့ပုံမပျော်ရွှင်ပြီးပြည့်စုံတဲ့ဘဝကိုဖန်တီးဖို့လိုအပ်တဲ့ပြောင်းလဲမှုတွေကိုပြုလုပ်နိုင်ပါတယ်။စိတ်ဖိစီးမှုဟာတင့်ဘဝရဲ့ပျော်ရွှင်မှုကိုလုံးဝဖယ်ရှားပစ်တာခ
ခန္ဓာကိုယ်မှာပြဿနာတွေယောဂတွေမညီညွတ်မှုတွေဖန်တီးပြီးစိတ်ကျန်းမာရေးကိုဖျက်ဆီးနေတယ်ဆိုတာသတိထားဖို့လိုပါတယ် ဒီလိုဖြစ်နေစရာမလိုပါဘူး Hypnovo ရဲ့လမ်းညွှန်မှုပေးတဲ့တရားထိုင်ခြင်းအစီအစဉ်တွေကိုပုံမှန်လုပ်ဆောင်သူတွေဟာစီးပွားတွေမမှီဝဲရတော့ပဲစိတ်ဖိစီးမှုတွေကိုကျန်းမာတဲ့နီလာနဲ့ရင်ဆိုင်နိုင်ကြပါတယ်ဒါဆိုရင်စီးပွားတွေတောက်ဖို့မလိုအပ်တော့ပါဘူး ဒီလိုနဲ့အစားအသောက်လေ့ကျင့်ခန်းနဲ့တရားထိုင်ခြင်းတို့ပါဝင်တဲ့ကျမ်းမာတဲ့မိမိကိုယ်ကိုဂယူးဆိုင်တဲ့ပုံစံကိုဖန်တီးကြပါတယ်။တရားထိုင်ခြင်းဟာစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတို့ရဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ဒါဟာတင်းစိတ်ကျမ်းမာရေးအတာပါပဲ ဒါကြောင့်အဆက်အသွယ်ဖြတ်ပြီးတရားထိုင်ခြင်းကိုအသုံးပြုကြည့်ပါတင်ဘယ်တော့မှမလုပ်ဘူးညတောင်လမ်းညွှန်မှုပေးပါလိမ့်မယ်ဒါဟာတင်စိတ်လမ်းမရေးကိုကူညီဖို့ Hypnovo ရှိနေခြင်းရဲ့အထူးအချက်ပါမယ်စိတ်ဖိစီးမှုကတင်ဘဝကိုလွမ်းဖို့ခွင့်မပြုပါနဲ့ ဆေးဝါးမိဝဲနေရတဲ့လူ9ယောက်မှ1ယောက်ထဲက1ယောက်မဖြစ်ပါနဲ့မိမိကိုယ်ကိုဂယူးဆိုင်တဲ့ပုံစံကိုဂတိမပြုထားတဲ့အတွက်ကြောင့်ဆေးတောင်နေရသူမဖြစ်ပါစေနဲ့ဒီလိုမိမိကိုယ်ကိုဂယူးဆိုင်ခြင်းလမ်းစဉ်ရဲ့နောက်ထပ်ရှုထောင့်တွေကိုနားလည်ခြင်းဟာတည်မြဲတဲ့ပြောင်းလဲမှုတွေအတွက်တော့ချက်ပါပဲ